အားလုံးပဲမင်္ဂလာပါစတ်တမီဂျပန်နီစလန်ကွေးစန္ဒကနေပြန်လည်ကြိုဆိုလိုက်ပါတယ်မိနက်ဆန်တို့ဂျပန်ကုမ္ပဏီတွေရဲ့ရုံးပိုင်းမှာလုပ်လုပ်မယ်ဆိုတဲ့အခါ Excel ကိုကျွမ်းကျင်နေဖို့လိုပါတယ် Excel သုံးတဲ့အခါမှာတစ်ခါတလေကြာရင်ဒီလိုမျိုးဂျပန်လူမျိုးတွေရဲ့နာမည်တွေပေါ့နော်ဒီလိုမျိုးတွေကိုစာရင်းသွင်းရတာတို့ရေးဖြစ်ရတာမျိုးတွေရှိတတ်တယ်ပေါ့နော်အဲ့ဒီခါကျရင်အမတို့ကဒီဂျပန်လူမျိုးတွေရဲ့နာမည်တွေပေါ့နော်ဒီလိုခန်းကြီးတွေကိုဘယ်လိုအတန်ထွက်လဲသူတို့နာမည်တွေဘယ်လိုခေါ်လဲဆိုတာကိုမသိတဲ့အခါမျိုးမှာဆိုရင်copy paste လုပ်ပြီးတော့ Google မှာသွားပြီးတော့ရှာတတ်ကြတယ်ပေါ့နော်အဲ့ဒီလိုမျိုးရှာတာတဲ့ပို့ပြီးတော့လှင်မြန်ပြီးတော့ပို့ပြီးမြန်မြန်ဆန်ဆန်သိနိုင်တဲ့ shortcut နည်းလေးကိုပြောပြပေးခြင်းပါတယ်ဥပမာဒီနာမည်လေးကိုအမတို့ကဒီလူကဘယ်သူလဲပေါ့နော်နာမည်ဘယ်လိုခေါ်လဲဆိုတာကို copy paste လုပ်ပြီးတော့ Google မှာရှာတာထက်ဆိုင်ရင်ဘယ်လိုရှာတာပိုလွယ်လဲဆိုတော့အရင်ဆုံးကိုရှာခြင်းတဲ့နာမည်လေးရဲ့အကွက်ကလေးကိုဒီလိုလေးကလေးလေးထောက်လိုက်ပါမယ်ထောက်ပြီးသွားလိုက်လို့ရှိရင်အမတို့က order နဲ့ရှစ်ကိုနှိပ်ထားပြီးရင်အပေါ်မြားလေးကိုနှိပ်လိုက်တဲ့အခါကျရင်နာမည်ရဲ့အပေါ်မှာအတန်ထွက်လေးပေါ်လာပါလိမ့်မယ်ဒီမှာဆိုရင် Sakaguchi Kentaro ဆိုပြီးတော့ပေါ်လာပါလိမ့်မယ်အဲ့ဒီလိုမျိုးနဲ့လျင်မြန်လွယ်ကူစွာရှာနိုင်ပါတယ်ဒါပေမဲ့အဲ့ဒီလိုမျိုးရှာတဲ့ဟာကသူကကြည့်အောင်ပဲကြည့်လို့ရပြီပျောက်သွားတာမျိုးရှိရပေါ့နော်အဲ့ဒါမျိုးကိုအမတို့ကတခါတည်းပေါ်နေစေခြင်းနဲ့တယောက်တည်းလည်းမဟုတ်ဘူးအကုန်လုံးကိုပေါ်နေစေခြင်းနဲ့ဆိုတဲ့အခါမျိုးမှာဆိုရင်တော့ဘယ်လိုလုပ်မလဲဆိုရင်အမတို့ကအတန်ထွက်သိခြင်းနဲ့အကွက်တွေအားလုံးကိုမှတ်လိုက်ပါမယ်မှတ်ပြီးသွားတဲ့အခါကျရင်အမတို့က order ကိုနှိပ်ထားလိုက်ပါမယ်နှိပ်ထားပြီးသွားရင်တော့ HGS ဆိုပြီးတော့အစဉ်လိုက်နှိပ်လိုက်တဲ့အခါမျိုးမှာဆိုရင်တော့ဒီလိုမျိုးနာမည်အတန်ထွက်ကလေးတွေဒီခန်းကြီးကိုဘယ်လိုဖတ်လဲဆိုတာလေးတွေတခါတည်းပေါ်လာပါလိမ့်မယ်ဒီမှာဆိုရင် Sakaguchi Kentaro Kusagawa Takuya Honda Kyoya Takeuchi Ryoma Yokohama Lyusei ဆိုပြီးတော့ပေါ်လာပါလိမ့်မယ်ဒီလိုမျိုးပေါ်စေခြင်းနှိပ်လို့ရတဲ့ shortcut လေးကဘာလေးလဲဆိုတော့ order HGS order ကိုနှိပ်ထားပြီး H ရဲ့ G ရဲ့ S ရဲ့ကိုအစင်လိုက်နှိပ်သွားတာဖြစ်ပါတယ်။ဟိုက်မှတ်ထားပေးမယ်နော်။နောက်ဗီဒီယိုတွေမှာပြန်ဆုံရမယ်။